ကဲရအောင်မေးတော့ချမ်းရဲ့မျိုးသားကဘယ်သူလဲဆိုတော့ရအောင်မေး ဒီတာလောက်ရှိတယ် မကြည့် အရင် ဟာရှုရှဲဖြစ်ကုန်ပြီဘေးကလူတွေရန်စားခြင်းနေပြီ ဘေးကလူတွေရန်စားခြင်းနေပြီထပ်တွေ့ပြန်ပြီ ထပ်တွေ့ပြန်ပြီ အရင်ချစ်စရာကောင်းတယ်အခုအဲ့ဒါရွာကိုရောက်တိုင်းပေါ့ဒီကြိုက်ထုကိုဖြတ်သွားတိုင်းတားတော့တတိရတယ်ပေါ့ဝင်ခဲ့မယ်ပေါ့ချောင်းတတိရကိုလက်ဆောင်လေးပေးခြင်းလို့ပါကြအဲ့တော့အမြဲတမ်းကျေးဇူးတင်တယ်ဒီဆိုအခုလဲဒီဆိုတော့စားဖို့အကုန်ပြင်ဆင်ထားတယ်အမျိုးသားဝေထားပြီးတဲ့ချက်မှာအမြဲတမ်းတားတယ် ဒါလည်းအမျိုးသားဆင်ထားတာ ဟုတ်တယ်ဒီငါးလေးကကြတော့ဘယ်လိုပြောမလဲရရချီတာပေါ့ကိုငစရိုင်းငပိအောင်လဲဆိုတော့လေ အော်အဲ့မျိုးအေးအမျိုးသားချစ်တယ် အမျိုးသားချစ်တယ်အကုန်လုံးစင်ထားပြီးတာပေါ့အမေနဲ့ဖေးပေးခဲ့တာဒီခဏကိုပဲရှိတယ် အဲ့ခဏကိုပဲရှိရချစ်မကောင်းတယ်ချမ်းလေး အရန်ဒါပါပဲပြချမ်းကအရန်ပျော်တယ်ဘာပဲပြောကျင်တတ်တယ်အချမ်းတို့ငယ်လေးတွေအရန်ချစ်ခဲ့ရတဲ့မင်းသမီးကြီး မထင်ရဘူး ဒါမထင်ရဘူးလေဒါမှမဟုတ်ကိုတကယ်ပါတကယ်ကိုချစ်တယ်ဒီဆိုအရန်ချစ်တယ်အဲ့ဒါကြောင့်လားထမင်းစားမယ်နော်အကုန်လုံးနဲ့ စားမယ်နော်အေးလေးချစ်စရာလေး ဟုတ်တယ်ဒါလည်းမျိုးသားစောက်ထားပြီးတာလေ အော်မျိုးသားခေါင်းလေးကောက်မယ်ခေါင်းလေးကောက်မယ်မကြည့်အောင် အရှင် အကုန်လုံးကိုနေပြီးတော့လေစလုံးထဲမှာခမင်းတွေထည့် စားမှာ အဲ့ဒီငပိကိုထိတ်ပြီးတော့ဖြော ဟမ် အတုဆက်ဖန်ဝိုင်းပါဦးဒီမှာ ဒီပါလေးအစုံ ဒီမှာ တိုးစရာကရှယ်လောက်ထားပြီးတယ်အစုံပေါ့ဒီဆိုနော် တရက်ချင်း ဒါဘူးတီ ဘူးဒီမလေးဒီမှာဒီပွဲလေးတော့အဆင်ပြေနေပြီ သမီးအိမ်မှာမ ခ မေး င်းနေတော့ရှိပြီခမင်းဟိုက သမီးမေး မရှိသေး ဟု လို့ တ်ပါဦးရဲ့တာသမင်းတိုက်ပေးပါအိမ်မှာပတ်တူရဲ့ပြင်ခဲ့ကြပါဦး ပြီးလို့ရှိရင်လည်းကျွေးမယ်နော်ချစ်တော်သူများ ဒါကြမျိုးသားချက်နဲ့ခေါ်ခဲ့တော့လေသမီးကအိမ်မှာတင်ဟာကျိုက်ထူကနေပြီးဟိုဘက်မျိုးတွေသွားမယ်ဆိုရင်တားအိမ်ကိုလုံးဝကြော်အားလို့မရဘူးအဲ့တော့လာရမယ်အိမ်ကိုလာရမယ်ဒီစိုးစားဖို့တပုတ်အကုန်ပြင်ဆင်ထား ကဲ ပေးတာ ကျို ပေါ့ ခင်းနေ နော် ကြမချက်နဲ့လို့ပြောတာချက်ထား မရဘူးချက်ပြုတ်မှရမယ်လေရိုင်းလည်းမဆက်ဘူးတရက်ချင်းတုတ်လေး တဲ့ချက် ဆိုရအမြဲတမ်းနေတာကြီးလည်းလောက် အဲ့ တာ တော့ ပေါ့ ကြော အဲ့ က် လို လို့ အ ချက် ချိန် သားတွေဝတ်သားတွေမလုံနဲ့တော့မစားဘူးနော် မ လို့ စားဘူးတီဆိုအဲ့လိုငပီးရည်လေးနဲ့တိုးစရာလေးနဲ့ပေါ့နော် तू က၄၅လုတ်လေးပဲ तू စားနိုင်အဲ့လိုစားချင်တာအဲ့လိုစားချင်တာအကုန်နေပဲအကုန်လုံးစားနိုင် ကိုအေးနေမလို့အဲ့လိုချက်မကြည့်အောင်ဟေးငပိနေဟေးမချမ်း ဒီလိုမျိုး ကြည့်အောင် အရင် ဟာရှုရှဲဖြစ်ကုန်ပြီဘေးကလူတွေရန်စားခြင်းနေ ဘေးက ပြီ လူတွေရန်စားခြင်းနေပြီအဲ့လိုကောင်းလို့မလားအရန်ကောင်း ရန်ကောင်းကွယ် တာတီဆိုရင်အလေလာနေသူလိုပဲနော်ထမင်းမကန်လေတကယ်တော့စားခြင်းစရာထမင်းမကန်လေအေးနော် ဒီတက်ကြည့်လို့ကျွေးခြင်းနဲ့ဒီမှာ ပြည့်တက်ယူလဲကျွေးခြင်းနဲ့တွေ့ဒါသားပဲဒွင်းသီးတဲ့ကျွေးအောင် ပုတ်တော့ပါမယ်ငါတလား ဟင်း ဒွင်းသည် ဒွင်းသီးဒီ6ဖက်လေးနည်းနည်းလေးပေါ့ဒီမှာကျတော့အဲ့လိုတောဟင်းပုံစံမျိုးလေးတွေချက်ထားပြီးတာချက်ထားပြီးတော့အခုတက်တက်စားစားပြီးလာပဲမဟုတ်ဘူးဒီဆိုတက်ပြီးရင်ဒီဆိုပြန်ဆင်းလာလေ ညို့ရတောက်လို့ကောင်းမကောင်း ကောင်းတယ် ညို့ရည်လေးတော်တော်ကောင်းတယ် ခွန်ကျွေး 这边说起呢， ကစားခိုင်းလိုက်ကစား 然后。ဟေး